လေးကိုနူးနူးညံ့ကြိုင်လေအဲ့လိုမကြိုင်ရအောင်လေကိုကြီးရလဲရှေဒနာစင်ကြောက်ဇဲတောက်တိုင်းကစားရကြောက်တယ်ပရက်ကြီးကိုသိန်းကနန်းတောင်းကနန်းသုံးစရာမလိုပဲနဲ့10ကနန်းနဲ့ဝယ်ရမယ်ဆိုလို့ရှိရင်စိတ်ဝင်စားလားခဏခုကဘီဗာလီဆိုတဲ့ဆိုင်ကိုရောက်နေတာဖြစ်ပါတယ်ဘီဗာလီမှာကPlatinum plate တွေနဲ့လုပ်ထားတဲ့ KO Silver နဲ့ခတ်ထားတဲ့ကြောက်တယ်ပရက်လှလှကြီးတွေကို GRC လက်မှတ်နဲ့ရောအာမခံအပြည့်နဲ့ရောရောင်းချပေးတဲ့ဆိုင်ဖြစ်ပါတယ်ဒီနေ့ဒီမှာဟနာက10ကနန်းကြောက်တယ်ကနေစပြီးတော့တောင်းကနန်းကြောက်တယ်အထိလှလှပပအရင်ရွှွှွှလေးတွေကိုပြပေးသွားမှာဖြစ်ပါတယ်ပထမအောင်ဆုံးပရက်ကလေးကတော့ natural crystal သဘာဝတွင်းထွက် crystal ပေါ့ကိုယ့်ရဲ့နေနံလိုက်ကိုက်ပြီးတော့ဝတ်ချင်တယ်ကိုကြိုက်တဲ့အယောင်လေးတွေစောင်းကျင်တယ်ကြောက်ကလေးစောင်းကျင်တယ်ကြောက်ကလေးစောင်းပြီးတော့အဆောင်တစ်ခုအနေနဲ့ဝတ်ချင်တယ်ဆိုတဲ့သူတွေကတော့ဒီ natural crystal ကျိုးလေးရွေးတင်တယ်သူကသဘာဝ crystal ပဲအဆောင် crystal လို့ဝတ်လို့ရတယ်နူးညံ့ပြီးတော့မမြင်နိုင်တဲ့စွမ်းအားရှိရလို့လူတွေကယုံကြည်ကြတယ်ဈေးတန်းတနဲ့ရေရှည်ဝတ်လို့ရမယ်ကိုယ့်ရဲ့နေနံလိုက်လဲကိုက်ပြီးစောင့်ကျင်တဲ့သူတွေတို့ကဒီ natural crystals တွေအထည်လေးယူလို့ရတယ်ဒုတိယဟာကကြတော့ natural quartz jade ဒီဘရက် collection ကသဘာဝ quartz ကြောက်ဖြစ်ပြီးတော့ jade လိုမျိုးလှပမှုရှိရကွာ jade like ကြောက်ကလေးပေါ့ကိုက jade ပုံစံကိုလည်းကြိုက်တယ်ဈေးသက်သာတယ်သဘာဝကြောက်ကိုအခြေခံထားတဲ့ quality တစ်ခုရမယ်ဘရက်လေးပေါ့နော်နောက်တစ်ခုကကျတော့ lab grown gemstone ကသူကတဘာဝကြောက်နီးနီးအသွင်တူပြီးတော့ material ဖွဲ့စည်းပုံမှာတူတယ်နော် lab အခန်းနေမွေးထားတဲ့ gemstones ကွာဒီဟာဆိုလို့ရှိရင်သူက GRC လက်မှတ်လည်းရမယ် lab pressure နဲ့အတိအကျမွေးထားပြီးတော့တဘာဝကြောက်ပုံစံနဲ့တူညီတဲ့အလှတရားကိုကဈေးနှုန်းတနဲ့ထထဲဝဝဝစ်ချင်တဲ့သူတွေဆိုလို့ရှိရင် lab grown gemstones တွေကနေရွေးလို့ရတယ်အနောက်ဆုံးတစ်ခုကကျတော့ stimulated gemstones ထဲဝဝလည်းဝတ်ချင်တယ်အရေးလည်းမကြချင်ဘူးအယောင်လည်းမကြချင်ဘူးရေရှည်လည်းဝတ်ချင်တယ်ဆိုလို့ရှိရင်ဒီ stimulated gemstones ကတဘာဝကြောက်နေနေအသွင်တူပြီးတော့ material ဖွဲ့စည်းပုံချင်းမတူတဲ့ lab created gemstones တွေကိုကဒါပေါ့ပါနဲ့ထဲဝဝဝတ်ဆင်လို့ရတယ်ဒီနေ့ဟနာရှင်းမှာပြသွားတဲ့ items တွေအကုန်လုံးကတောင်းကနန်းကနေပြီးတော့သိန်း10ကနန်းအထိရှိတဲ့ဆွဲကြိုးလေးဘရက်ကလေးဖြစ်ပါတယ်ဆိုတော့ဒီဘရက်လေးဆွဲကြိုးလေးမှာပါရင်ကြောက်ကလေးအကြောင်းသိချင်တယ်ဆိုလို့ရှိရင်လည်း Vivali ကိုလာပြီးတော့အသေးစိတ်ဆွေးနွေးတိုင်ပင်ပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ် Vivali ရဲ့ slogan အတိုင်းပဲ luxury look youth price ဆိုတဲ့အတိုင်းတောင်းကနန်းနဲ့သိန်းရာချီအလှတရားကိုရရှိနိုင်မဲ့ Vivali ရဲ့ဘရက်ကလေးကိုအမြန်ဆုံး shopping လာထုတ်ဖို့လည်းနှာဖိတ်ခေါ်လိုက်ပါတယ်။ဟနာ vlog ကိုနှာဒီမှာပဲနှုတ်ဆက်လိုက်ပါတယ်။ကျေးဇူးများတင်ပါတယ်ရှင်။